ဆောင်ထားတော့ရန်သွားတွေ့တယ်သူကတော့ဘာလဲပုံစံကတပြောတယ်သူကအဲ့လိုဟိုကနာတရားတာလေမလို့ခြင်းလို့အဲ့ဒါလို့ကိုရှားနေတာဟာဆိုစင်ကအဲ့ဒီပြန်တိုက်တယ်နောက်ဆုံးဟိုကနာတရားတယ်လားမလိုက်ဘူးငါခပြီးတော့ဒီကကျင်းထည့်လိုက်တာပဲသဘောပေါက်ပါတယ်မိဘကနားမထောင်ဘူးထုံတော့ပေါက်ဖြစ်သွားတာဆိုတော့အဲ့ဒီသိကတာတူပဲရှိတယ်ကိုတော့အဲ့ဒီဆုံးပြပဲရောက်တာတရားဖြစ်တဲ့အထိရောက်တော့တာပါအဲ့ဒီဟာဒီကိုဖြစ်သူ့ဘဝနှစ်ပိုင်းကိုသူကသိထားမြို့ရမှာအိုးအိမ်ကြီးကောင်နေတဲ့ပုံစံတွေကအဲနာမရမယ်ဆိုဘယ်နည်းနဲ့ရရရုပ်ရဲ့လိုအပ်ချက်ပြည့်စုံပြီးချမ်းသာတယ်ဆိုတာရုပ်ဝါဒဆွံ့ရောက်ဒါပေမဲ့သူတို့ကနန်ရှိတယ်ဆိုတာထက်မစမ်းတာဘူးနန်စိတ်ချမ်းသာဖို့ဆိုရင်ဒီပစ္စည်းဥစ္စာတွေပိုင်ဆိုင်နေုံနဲ့မပြေဘူးဘာနဲ့မှမလုပ်တရားအသိရှိမှပြီးမဲ့တော့မစင်စားဘူးဆိုတော့တချပ်ပဲလို့ဆိုအဲ့တော့ရောက်သွားတော့ထွက်သွားတဲ့ပုံစံတွေတော့အဲ့မြို့ရနေဖြောင်းဖြောင်းဆိုင်နေကြည့်မြို့ရမှာအရာဒီကောင်နေတဲ့ပုံစံတွေကများများကြီးပိုင်ဆိုင်အောင်အရှာအစုပြိုင်နေအရှာအစုပြိုင်နေတဲ့လူကများများပိုင်နေများများဆင်းရဲနေဖြစ်တာပေါ့နော်ဒီများပိုင်ဆိုင်တာများလာရင်တော့အစွဲရပို့ပြီးတော့တိတ်ကြတယ်အစွဲနာလေအခွာခက်နေတယ်အဲ့လိုဖြစ်တယ်ဆိုတော့တို့ကဘာလုပ်ရမလဲဆိုတော့တို့လိုအစွဲမလာအောင်အစွန့်ပြိုင်တယ်ဘာပြန်တော့အစွန့်ပြိုင်တာတကယ်တော့အစွဲနာနေနေစီစွန့်ရင်ဆိုရင်အစွဲကိုစွန့်သူကအစွဲကိုကြတော့မစွန့်ဘူးအစွဲကြရတယ်ကိုစွန့်တယ်အဲ့ဒါဘာလို့ရမလဲဆိုတော့မျက်စိကခံစားစရာအရှင်းလဲစွန့်မကြည့်နိုင်ဘူးနားလည်းအတန်းကိုနားမထောင်နိုင်ဘူးအဲ့ဒီမျက်စိနဲ့နားမှာဒီသဘာဝအလုပ်နဲ့ကာမအလုပ်နှစ်မျိုးတွေ့တယ်ဟောတာမျက်စိကမြင်နေဆိုရင်သဘာဝပဲမြင်မှချမ်းသာကြည့်ရဆိုရင်တော့ကြည့်ရစေပါခဲလို့ဖုံးဒီမဲ့တက်တယ်လောက်တာအဲ့ဒါမြင်တာမဟုတ်ဘာလို့တော့ကြည့်တာဆိုရင်ကာမတတ်မဲ့ပုံနဲ့လောက်တာပေါ့နားမှာလည်းဖြစ်ပဲကြားတယ်ဆိုရင်တော့သဘာဝပဲနားထောင်တယ်ဆိုရင်ကာမဖြစ်တာအဲ့လိုလုပ်ခုလုပ်တယ်သူတို့ကအဲ့လိုကာမကိုဆုပ်တယ်ဆိုရင်တော့မျက်စိကကြည့်တယ်လို့မလုပ်ဘူးအဲ့လိုဆိုတော့နားရတယ်ကတော့နားရမယ်အဲ့လိုမလုပ်ဘူးမြင်တာတော့မြင်နေမှာပေါ့ကြားတယ်ကြားတယ်နှာခေါင်းကလည်းပဲအသက်ရှူတဲ့အလုပ်လုပ်တယ်နာနဲ့အလုပ်ကိုလုပ်တယ်ရှူရှိုက်တဲ့အလုပ်ကိုနာနဲ့အလုပ်ကိုလုပ်ဘူးနော်နာရင်တော့သဘာဝတော့ပဲနာနဲ့ဆိုတော့ကာမနဲ့ပတ်သက်အဲ့လိုစွန့်ရတယ်နောက်ဆုံးသူနဲ့တူစွန့်ပြန်ရင်ဘုရားဘုရားနောက်တော့ဟိုတရားစကားတွေပြောတယ်သူဘုရားပြင်တရားဟောဘုရားလည်းပဲတရားဟောရင်ဒီဓမ္မစကြာအစပေါ့ဓမ္မစကြာကိုစဟောလိုက်လို့ရှိရင်လောကကြီးကမှားနေတဲ့အဆုံးရောက်ကိုသူကထောက်ပြခုနရတဲ့ရတဲ့တရားမဲ့အစားရှာနေတဲ့တက်ကြောက်တယ်ပဲနောက်ဆုံးဘဝနာရတရားတဲ့အခါမှာလည်းဆင်းရဲတယ်ရှင်သန်နေစဉ်ရှားပွေးနေခြင်းမှာလည်းပဲတရားနဲ့တရားပြည့်စည်ရတာတပ်ပြရတာကြီးနိုင်နေနေတော့ရတာလေဒါတွေကလည်းပြောရမှာမပြောလို့မရဘူးအဲ့လိုဆိုတော့သူကဘုရားမြင်တယ်ဘုရားလောက်ပုံကအိမ်အောင်ကြားရတယ်မကြားတော့မရဘူးဒီကာမဂုဏ်စိတ်တွေကိုဒီဘက်အစွန်းရောက်ခံစားနေရတာကမင်းတို့အစွန်းရောက်တယ်အဲ့ဒါလည်းဘုရားမယ်ပြောရမှာအဲ့တော့လူကြီးကဘုရားထားတယ်မလွယ်ဘူးအဲ့ဒီအာယုဘာဝကာမဂုဏ်တရားတွေမျိုးဒါမိုက်နှမ်းစင်နေအစွန်းရောက်တယ်အဲ့ဒါလည်းတရားမှာအားကွာကောမစွန်းလို့တော့တဲ့အတွက်အေးနေတော့ဘူးစွန်းတဲ့လူလာပေါက်ခနေတယ်ဖြစ်မယ်အဲ့ဒါမှလည်းစွန်းနေပါလို့ပြောမိမယူယူရတယ်ဒါကြောင့်လူမျိုးများမရှိညာအဲ့တော့သူကျတော့တိကျကံကဖန်ပြီးရတယ်ခုနဘယင်စစ်ပုတ်ပဲနေသားတွေပဲသူကျတော့စကြဝဠာမင်းလောင်းဖြစ်နေလို့ကျလို့ရှိရင်မောင်းမပေါင်း၄000လောက်ရနိုင်တယ်ပြောတာဘာလို့လဲပြောပါ
ဆိုတော့ဆိုတာကလက်ပြတဲ့ဒီအတွက်များတယ်လက်ပြမှာဒီဘက်900ပဲကြားဘူးဒါကတော့စားတဲ့ဘက်တော့မဟုတ်တော့ပါဘူးဥစ္စာချင်းနဲ့ကပိလကိုပြည်ရဲ့ဝိရိကကိုတောင်းချလိုက်ဒီလောက်ဥစ္စာတော့ရတယ်ပါစားလေးတကြီးတစ်ပိုင်းပါဒီကစားတာဒါတော့အဲ့ဒီကြောင်းတွေကတော့ဥစ္စာလည်းအဲ့ဒီဘာတော့အဲ့ဒီအစိုးရမှုတွေဘာလဲရှားပွေမှုအစွန်းတွေကိုစိုက်ချက်ပဲပါတော့အစွန်းတွေပြန်ရင်ဟုတ်လားပထမဆုံးကရှားပွေနေမှာသူအိမ်တော်ကြတဲ့အဖြစ်ကြီးတယ်ခုဥရဝေလာရောက်တော့ဥစ္စာထင်တဲ့ကဒီတိတ္တရာမေသာနောက်ဆုံးမရဖြစ်မဲ့အရေးချင်းဟာအညံ့စားမဟုတ်ဘူးဒီပုဂ္ဂိုလ်ရဲ့ရောက်လာလွဲနေတော့သိတော့ဘာလို့လဲဆိုတော့သူလေတော်မင်္ဂလာထွက်စင်တာပဲเนาะဒီတပြေပြေရိတ်ပါလားသူဝေတွေထွက်တယ်ပြီးပတ်နေတယ်သူဇန်စွမ်းနေရပြီးတော့ဒီတပြေပြေရဲ့အရေးကပြောင်းမသွားပဲလေအပြဲမိုးထားတယ်ဆိုတော့အာနာပါနနဲ့ဒုံမွေးဘူးတကယ်တော့ပါရမီပြည့်စုံတာလည်းပဲဒီဝိဇ္ဇာမျိုးစီတွေဒုံမွေးပါဒါပေမဲ့ဆက်ပြီးတော့ပေးနေရတယ်ပြန်ရတယ်ဘာလို့ပြန်ရလဲဆိုတော့ဒီခန္ဓာကိုယ်ညှင်းဆဲတဲ့အကျင့်ကြီးရတယ်အစွမ်းရောက်တဲ့အကျင့်ကြီးသူပြောရမှာအဲ့တော့ဘုရားကသူ့ပါရမီတဘောတတိနဲ့တော်တယ်ဆိုတာလည်းရဲ့သောတာပန်တပတ်လောက်တရားတော်လေးလုံးစင်ကြတဲ့ကနဇံအာနာပါနကစဆွေရတော့ပါပဲဗျာတမာရီရပါရဲ့ဥပဒနာညာစင်နေတာမညာစင်တယ်နောက်ဆိုအရဟတမညာရပါရသွားတယ်ဘုရားလည်းရှိတယ်9ရက်လောက်ဒါပေမဲ့အဲ့လိုရသွားတော့ဘုရားဖြစ်တယ်ဟောတယ်ဒီခန္ဓာကိုယ်ကြီးကိုပြမခံပြီးတော့ကြင်ကြတာကအစွန်းရောက်တယ်ပြီးတော့ဒါကြီးကိုပြေရမယ်ဆိုတော့ငါပြင်းကိုကပြင်းလို့မလုပ်နိုင်မလုပ်ဘဲနေပါလားသူကတော့ပြပမန်ဒူးသားတာလာပုတ်ခါတာလို့သူတို့ပြောမှာအဲ့လိုဆိုတော့ဘာလို့စံကြီးချိုးရတယ်ရှားဘက်မှာစံကြီးချိုးတယ်လို့အစွန်းဘက်မှာလည်းစံကြီးချိုးရတယ်ခါစင်ရတာနတ်စွန်းတော့တော်လိုက်ပြိုင်ရအကြီးကတော့စာထဲမှာတော့အများကြီးပဲပြဟိုတော့ဒီတော့ရှာခြင်းကိုစစ်ပြီးတော့တတော်ထဲမှာလည်းတပင်နဲ့တပင်ထဲမှာလည်းပဲတို့ကတချူနဲ့ခဲနဲ့ပြစ်ခမစားဘူးအကျွေပဲစားတယ်အဲ့ဒီလိုက်တယ်နောက်ဆိုတော့တထိုင်နဲ့ဆိုတော့နေတယ်လက်တကန်းအတွင်းကြာလာစားမှာအရွက်6ကြာတယ်အရွက်6အကိုင်းကြောက်စားတယ်အကိုင်းကြောက်စားမယ်ဘလို့နေလဲကိုလိုလက်ပဲစားရင်မချိုးနိုင်ပြန်ပြည့်မှာသွားလို့ရှိရင်အတ္တလမဖြစ်ဘူးအတ္တလမဖြစ်ဟုတ်လားဒီအစွန်းတရားရောက်ဖို့ပြနောက်ဆုံးတော့ဘုရားလာမှာအစားလာဆွတ်တယ်ကျွန်းကျွန်းကြီးကြီးအစားတွေကိုနှာခေါင်းပိတ်ထိုင်ပြီးအသက်မရှိဘူးလေနေလိုက်နေလို့နားရည်လေးပါရအောင်ထွက်အဲ့တော့တပတ်လောက်တော့ပုံလဲတော့တယ်အဲ့ဒါဒုတိယဘုရားလာရဲ့ဒုတိယဘောဝပေါ့နော်နောက်ဆုံးကြတော့ဘယ်သူမှမလိုက်နိုင်တော့မစားဘူးပါလို့ဆိုမစားသေးပါဘူးဆိုတော့အကုန်လုံးကလက်မြောက်သွားပြီလက်မြောက်သွားလို့ဆိုရင်သူကစံချိန်ချိုးသွားတယ်နောက်အတ္တကိလမကအလကားပဲကွာလို့ပြောလို့ရသွားရင်သူကမှသူ့အစင်ကြီးမပေးနိုင်ဘာလို့တော့သူတော့မှဒီရောက်မှမပေးဘူးအဲ့တော့ဒုက္ခရာစီကအပေသွားတယ်အပေနိုင်လို့ပုဂ္ဂိုလ်ကဗျာကိုအပြစ်ပြောခွင့်ရှိအပြစ်ကလည်းမပြောလို့မဖြစ်ဘူးဘာလို့လဲဆိုတော့တရားပဲအဓိကလို့ပြောတာဆိုတော့သူကနာအတွက်ပဲပြောတာရုပ်ရလိုပါချက်အစားကိုမတွေ့ဘူးအဲ့တော့နာသနာဒီရုပ်ခန္ဓာကိုယ်ကြီးကိုမိပြီးတော့ဖြစ်တည်နေရတာဒီစရာရုပ်ခန္ဓာကိုယ်ကြီးကိုဘာမှဖြစ်မပြီးဘူးဆိုရင်ဒီနာကချမ်းသာဖို့မပြောနဲ့တည်နိုင်ဖို့ကိုမလို့ဒါကြောင့်နောက်ဆုံးမှာပုံလဲသွားအဲ့တော့အဲ့ဒီနဲ့ဆက်ပြီးသိမှာဒါမှမဟုတ်နောက်ဆုံးတရားဖြစ်မဲ့ပုဂ္ဂိုလ်တွေမှာအဲ့ဒီချိန်မှာတတိတိနဲ့အသက်ရှင်မှုရတော့ရတယ်သူကဘာလို့ဒါပမနဲ့ဖြစ်ပြက်လို့ရအဲ့ဘဝတစ်ပိုင်းကိုသိထားလို့ရှိရင်ဓမ္မစကြာပြောလို့ရတယ်ဓမ္မစကြာဒီနေ့ပါဠိလေးစပါတော့နော်အခုသိထားတာတကယ်တော့အဲ့လိုနောက်ကြအဲ့ဒီမှာရှေ့ရဓမ္မစကြာဘုရားဟော
မဟုတ်သေးကြီးဓမ္မစကြာအမှန်ဆိုတော့ပါလိမ့်မယ်အဲ့ဒါတော့ဘုရားတော်အင်းဝခေမှာဆရာတော်ဥပုပ်ဖြည့်တယ်အဲ့ဒီဓမ္မစကြာကိုဆရာတော်ဥပုပ်ကဒီလိုဖြစ်ရအကျိုးအာနိသင်အကျဉ်းလေးနဲ့ရေးတာအတော်တက်တဲ့စကားကောင်းတော့ပြည်စည်းဆက်တော်လုံးရဲ့ပါလည်းပဲမူလဘုရားဟောရရှိရအများတိုင်းမွန်းလေးတွေသူဆရာတော်တွေဆရာတော်တွေကတော့ရေးဖြစ်ကြတယ်အမှန်တန်ကောင်းပါတယ်ဒီမှာတော့စပြီးတော့ဗာလို့လေဆိုရင်နမောတတ္တစပြီးတော့ပါအဲ့တော့နမောတတ္တဘဂဝါတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တအဲ့ဒီမှာအခါစင်တာပုံစံမှာပြောက်ပြီပဲအထက်အောက်မှာဖြစ်တာအဲ့တတ္တတာကြီးလို့ခေါ်တာမှာတာကြီးမဟုတ်တာနှလုံးတာနှလုံးဆိုနှလုံးကအတ္တပဲတတ္တတတ်ပဲကျန်တဲ့နှလုံးကအတ္တဆိုတော့တတ္တပဲနော်အဲ့လိုပြည့်ပါဆိုပြီးတော့ကပါတော့ဘိက္ခုနံပိစဝေကိနံအဲ့ဒီဟာလေးကပိစဝေကိနံကအဲ့ဒီပထမဆုံးဒီတရားဓမ္မစကြာကိုနာမယ်မိဂရာကိုရောက်နေသွားတယ်တရားနာပရိသတ်နော်ဟိုဥရဝေလာမှာသူ့ကိုလှုပ်ကြွေးပြီးတော့ဒါတော့ဇွဲကောင်းတဲ့ပုဂ္ဂိုလ်ဒါတော့ဆွဲတဲ့ပုဂ္ဂိုလ်ဘုရားပြမှာပဲဆိုပြီးပြုစုလှုပ်ကြွေးနေအဲ့တော့ဥစ္စရဘုရားကဒီတိုင်းကတော့သေဖို့ကတော့ဘုရားမဖြစ်ဘူးဆိုပြီးတော့အစာများစားတဲ့အခါဖောက်ပြန်ရသမားဖြစ်ပြီးဆိုပြီးအယုံကြည်မရှိဆိုတဲ့ထွက်သွားတယ်သူတော့မိဂရာကိုရောက်သွားအဲ့ငါးခုပါနော်ဘေကုဏပိစဝေကိနာဆိုတာပိစဝေကိငါပိစဝေကိကငါးပါးအားရှိတဲ့ယဟန်တို့ကဒါကတော့တရားနာပရိသတ်ကိုပြောတာနော်ဘေကုဏပိစဝေကိဣတိပတ္တနာနာမတိဘာလဲဣတိပတ္တနာနာမတိဣတိပတ္တနာကအဲ့ဒီတော်ရဲ့နာမည်ဣတိပတ္တနာနာမည်ဆိုတာအမည်ရှိတယ်ဣတိပတ္တနာနာမတိဣတိပတ္တနာအမည်ရှိတော်လို့ဘာလို့လဲတပိုင်းလိုပဲပြောတာအဲလွယ်လို့ဣတိပတ္တနာဆိုရင်အဲ့တော့သိတယ်ဗျာဒါမှသူ့ပြည့်ပြည့်ဆိုတာဣတိဆိုတာယသိတွေပြောတယ်ယသိတွေကိုဣတိခေါ်တယ်ပတ္တနာဆိုတာကောင်းကင်ကကြာတာကောင်းကင်ကိုပြန်တက်တယ်ဒါဇာယပုဂ္ဂိုလ်ကြီးရှေးဟိမန္တမှာအထုတ်တယ်ဆိုရင်သူကအတိရပဲစားတယ်ဆိုတော့စာမစားစက္ကခိုင်ဘယ်တော့ဒုက္ခရောက်တယ်ဆိုတော့သူတို့သိကြွတ်တက်ထားတယ်ပဲအဲ့တော့တနေ့နှစ်ကြိမ်လုံးကြီးစားရဲမှာပါပဲစားခြင်းကိုပြီးပဲချင်းလို့ပါတော့ချိန်ကြတယ်အဲ့တော့သူတို့လာတယ်ဆိုရင်စားတိုင်းနဲ့ရက်လို့အစမပြတော့အချိန်လေးတစ်ခုကိုလည်းဆက်ပြီးတော့သူတို့ကအဲ့လိုစားခြင်းပြီးပဲဖို့ဇာနဲ့ကောင်းရလာဗရမိတ်ကြတော့အဲ့နဲ့မှာစီပြီးတော့ဒီဘုက္ခရာအဲ့ဒီဥယျာဉ်နဲ့ကြတော့အဲ့ဒါကိုတားကောင်နဲ့ဘေးမဲ့ဖေးခတာဆိုတော့မုတ်ဆွေးပါလေအနောက်ချက်လည်းမရှိဘူးအဲ့မှာကောင်းကကြာတာတော့သူ့ကိုဘာလဲကတော့ဣတိပတ္တနာယတိကြတော်လို့ပြောလို့ရပါတယ်ဒီရမယ်ဇာယပုဂ္ဂိုလ်ကြီးဆိုတော့ပိစကဗုဒ္ဓရဲ့ဒီလိုပါပဲနော်သူတို့ကြာတယ်ဣတိပတိမိခတာယီမိခဆိုတာသားကောင်ကိုဒါယဆိုတာဝေပေးတယ်သားကောင်တွေကိုဝေပေးတော့ပြမစကားဘေးမဲ့ပြောလို့နော်ဣတိပရဏေဣတိပဏပြီးတော့မိဂတာယိသားကောင်တို့ဘေးမဲ့ပြရပြီးတော့ဘေးမဲ့တော့နော်မိဂတာတော့တယ်ပြေတော့ပါဘေကုဏပသဝေကိနဣတိပတ္တနာနာမတိမိဂရာယိဓမ္မဝရံ